ဟုတ်တယ် तू ကတော့ဘာမှမလုပ်တော့ဘူး तू ကစိတ်ဆုံးဖြတ်ချက်ချတာအရင်မြင်တယ်သူ့ကိုယ်သူလည်းမှန်တယ်လို့ तू ကယူဆတယ်အစတွေကလည်း तू ကအမေကိုအားနာပြီးတော့အမေကိုချစ်ပြီးတော့မလွန်ဆန်နိုင်လို့ဒီဂီတရုပ်ရှင်ပေါ့လေအဲ့ဒါတွေကို तू လုပ်တယ် तू နှစ်သက်မြတ်နိုးရတဲ့အိမ်နောက်ဘက်ကိုတွေ့သွားတဲ့အခါကျတော့ဒါတွေကို तू ကလုံးလုံးရရလွတ်ချနိုင်ခွင့်သူ့မှာရှိသွားတယ်ပေါ့ရှိသွားတော့သူ့ကိုတော့ဂီတနဲ့ပတ်သက်ပြီးပြန်ဆွဲလို့ရမယ်မထင်ဘူးဒါပေမဲ့အန်တီကလက်မလျှော့သေးဘူးသားတစ်ယောက်တော့ရှိပါသေးတယ်သားလေးရှိသေးတယ်ဟုတ်တယ်နေညီလာသားလေးတစ်ယောက်တော့ရှိသေးတယ်သူ့ကိုလည်းအန်တီကစိတ်ထဲမှာရှိတယ်သူလည်းပဲအရန်ဝါသနာပါတယ်ဒါပေမဲ့အခွင့်အရေးတွေအချိန်ခါတွေကသူ့အတွက်နှောင့်နှေးစေတယ်ပေါ့နော်အဲ့လိုဖြစ်နေနောက်တစ်ယောက်အားကိုးရဖို့ရှိသေးတယ်မြီးလေးမြီးမလေးအပယ်လေးကအရန်ဝါသနာပါတယ်ရန်ဝါသနာပါတော့ဒါအပယ်လေးကိုလည်းမျှော်လင့်မိပါတယ်တမက်လောင်းလေးပေါ့ကွာဒါပေမဲ့တမက်လောင်းဆိုတာအချိန်ကာလတူတူလေးကိုပဲသူ့တမက်လောင်းလို့သတ်မှတ်လိုက်တာတကယ်နဖူးတွေကြာသူကတမက်လောင်းမဟုတ်ဘူးအန်တီဝါရဲ့အားကိုးရတဲ့သားအကြီးပဲအန်တီဝါသားသမီး3ယောက်ဖြစ်သွားတယ်သားအကြီးရဲ့သမီးရဲ့သားငယ်ရဲ့ပေါ့အန်တီဝါတို့ဂီတဘက်ကနေပြီးတော့ဒီဂီတတက်ကြီးပညာရှင်တွေကိုကြော့တဲ့ဂါရဝပြုတဲ့ပွဲလေးပေါ့အဲ့ဂါရဝပြုတဲ့ပွဲလေးမှာဒါများလူကိုကလည်းဂီတကိုချစ်မြတ်နိုးတဲ့သူတယောက်အနေနဲ့ပါဝင်ပြီးတော့လာရောက်ပြီးတော့ဂါရဝပြုဖြစ်ဆွတ်ပေးတာပါဒါကတော့တကယ်ဘယ်လိုခေါ်မလဲကို့အရှိရကိုလေးစားအားကြရတယ်ကိုယ့်ရဲ့အရှိရပေါ့နော်စီနီယာကြီးတွေပေါ့နော်အကုန်လုံးကနေပြီးတော့ဒါခေတ်အဆက်ဆက်မှာအောင်မြင်ကျော်ကြားခဲ့တဲ့ဒီဂီတပညာရှင်တွေကိုဒီမြန်မာနိုင်ငံဂီတအစည်းအဝေးကနေပြီးတော့ဒါမှတ်ရရနဲ့အမှတ်တရအနေနဲ့လုပ်တဲ့အချိန်ပေါင်းဆိုလို့ရှိရင်15ချိန်တောင်ရှိပြီလို့ပြောပါတယ်အန်တီဝါကတော့မနစ်ကမှစပြီးတော့တက်ရောက်ဖြစ်ပါတယ်ဒီနှစ်နဲ့ဆိုရင်တော့အန်တီဝါ2ချိန်မြောက်တက်ရောက်ဖြစ်တာပါဒီလိုအစင်လာတွေပေါ့ဒါကောင်းမြတ်တဲ့အစင်လာတွေပေါ့နော်ကောင်းမြတ်တဲ့အတူယူရမယ်။နောင်မျိုးဆက်တွေကလည်းဒီအစင်လာတွေကိုလက်ဆင့်ကမ်းသွားနိုင်ဖို့အရေးကြီးပါတယ်။ဒါမှဂီတမျိုးဆက်ဆိုတာလည်းဆင့်ပွားနဲ့ပေါ့နော်။မတိမ်ရောသွားဘူးပေါ့။အဲ့ဒါကြောင့်မလို့ကိုယ့်တဲ့နောက်မှာရှိတဲ့ junior တွေကိုလည်းပြောချင်ပါတယ်။အဲ့လိုအစင်လာကောင်းတဲ့ဒီလိုလုပ်ရက်ကလေးတွေကိုအတူယူပြီးတော့ကိုရီလည်းတနေ့ကျရင်ကြော့ခံတဲ့အထက်ပါလာမှာပဲလေ။အဲ့ခါကြလို့ရှိရင်လည်းနောက်က junior တွေကတဆင့်ပေါ့ဒါအသက်အရွယ်ရအဲ့လိုဖြစ်လာတဲ့အခါဒီလိုပွဲတွေကမဖြစ်မနေလုပ်ရမယ်ပါဝင်ပြီးတော့ကုညီဖြစ်ဆွတ်ပေးရမယ်လို့ပြောချင်ပါတယ်ဟုတ်ပါတယ်ဟုတ်တယ်ဒါအကောင်းဆုံးပါပဲဒါဗုဒ္ဓဘာသာမြန်မာလူမျိုးလည်းဖြစ်တယ်လူကြီးသူမတွေအနန္တောနန္ဒ၅ပါးကိုအမြဲတမ်းဥထိပ်ပန်ဆင်ပြီးတော့ဒီလိုကြော့တဲ့ပွဲလေးတွေဂါရဝပြုတဲ့ပွဲလေးတွေဆိုတာတတ်နိုင်လို့ရှိရင်နှစ်စဉ်နှစ်တိုင်းတောင်မကဘူးလစဉ်လတိုင်းတောင်လှုပ်စေချင်ပါတယ်ဘာပဲပြောအဖက်ကနေပြီးတော့ဒါတွေဟာကောင်းမြတ်တဲ့အလေးအထားလေးတွေဖြစ်တဲ့အတွက်ကြောင့်အန်တီဝါတို့ရဲ့နောက်မှာရှိတဲ့ဂီတမျိုးဆက်သစ်လူငယ်တွေရောဟာလာအပြင်မဒါចောင်းသားចောင်းသူကိုယ့်ရဲ့ပေါ့နော်မျိုးဆက်သစ်လူငယ်တွေအားလုံးအတူယူမမှားပဲနဲ့ဒီရှေ့မှာလေးစားရတဲ့ပုံကိုယ်တွေကိုဂါရဝပြုတယ်ဆိုတာအင်မတန်ကောင်းမွန်တဲ့မင်္ဂလာနဲ့ညီတဲ့လုပ်ရက်ကလေးပါလို့အဲ့ဒါလေးပြောချင်ပါတယ်ကိုလိုင်းကလည်းပြည့်ရဲ့ဂီတမျိုးဆက်ကိုလက်ခံထားတယ်ဟုတ်တယ်ဂီတမျိုးဆက်သစ်ဆိုတာကတော့အများကြီးကန်တရားနဲ့လည်းဆိုင်ပါတယ်မရွေးဝါရဲ့သားမို့လို့မရွေးဝါရဲ့သမီးမို့လို့မရွေးဝါရဲ့မြီးမို့လို့မရွေးဝါလို့ပြိတ္တကတိမှတ်ပြုရမယ်ချစ်ရမယ်ဆိုတာမျိုးကလည်းဒါသူတို့ရဲ့ကန်တရားသူတို့ရဲ့စံအများကြီးနဲ့သက်ဆိုင်ပါတယ်ဒါပေမဲ့ကိုကတော့ကိုယ့်လက်တကမ်းမှာရှိတဲ့ကိုယ့်ရဲ့သွေးသားပေါ့နော်အဲ့ဒါတွေကိုတော့ကိုယ့်လိုပဲအနုပညာကိုချစ်မြတ်နိုးတဲ့သူဂီတကိုချစ်မြတ်နိုးတဲ့သူဖြစ်စေချင်တာပဲဒါပေမဲ့အကြောင်းကြောင့်ဂီတဘက်မှာထူးချွန်တာလည်းဖြစ်ချင်းဖြစ်မယ်သို့မဟုတ်ပညာရေးဘက်မှာထူးချွန်သွားတာလည်းဖြစ်ချင်းဖြစ်မယ်ဒါမှမဟုတ်လူပတ်ဝန်းကျင်နယ်ပယ်တစ်ခုမှာပေါ့အောင်မြင်ကျော်ကြားတဲ့သူတယောက်လည်းစီးပွားရေးလုပ်ငန်းရှင်တယောက်လည်းဖြစ်သွားနိုင်တာပဲလေဒါကတော့ကန်တရားနဲ့ပဲဆိုင်ပါတယ်လို့အဲ့တော့ကိုကတော့စောစောကပြောသလိုပဲအားလုံးကိုချစ်တဲ့အတွက်ကြောင့်ဂီတကိုသွေးသားတွေကချစ်နေတဲ့အတွက်ကြောင့်ဒီသချင်းဆိုခြင်းအလုပ်ကိုလည်းကိုယ့်ရဲ့မျိုးဆက်တွေကိုလက်ဆင့်ကမ်းညင်တာပဲဖြစ်ချင်းမဖြစ်ချင်းကတော့သူတို့ပေါ်မှာမူတည်ပါတယ်ရှင်ဟုတ်တယ် तू ကတော့ဘာမှမလုပ်တော့ဘူး तू ကစိတ်ဆုံးဖြတ်ချက်ချတာအရင်မြင်တယ်သူ့ကိုယ်သူလည်းမှန်တယ်လို့ तू ကယူဆတယ်အစတွေကလည်း तू ကအမေကိုအားနာပြီးတော့အမေကိုချစ်ပြီးတော့မလွန်ဆန်နိုင်လို့ဒီဂီတရုပ်ရှင်ပေါ့လေအဲ့ဒါတွေကို तू လုပ်တယ် तू နှစ်သက်မြတ်နိုးရတဲ့အိမ်နောက်ဘက်ကိုတွေ့သွားတဲ့အခါကျတော့ဒါတွေကို तू ကလုံးလုံးရရလွတ်ချနိုင်ခွင့်သူ့မှာရှိသွားတယ်ပေါ့ရှိသွားတော့သူ့ကိုတော့
ဂီတနဲ့ပတ်သက်ပြီးပြန်ဆွဲလို့ရမယ်မထင်ဘူးဒါပေမဲ့အန်တီကလက်မလျှော့သေးဘူးသားတစ်ယောက်တော့ရှိပါသေးတယ်သားလေးရှိသေးတယ်ဟုတ်တယ်နေညီလာသားလေးတစ်ယောက်တော့ရှိသေးတယ်သူ့ကိုလည်းအန်တီကစိတ်ထဲမှာရှိတယ်သူလည်းပဲအရန်ဝါသနာပါတယ်ဒါပေမဲ့အခွင့်အရေးတွေအချိန်ခါတွေကသူ့အတွက်နှောင့်နှေးစေတယ်ပေါ့နော်အဲ့လိုဖြစ်နေနောက်တစ်ယောက်အားကိုးရဖို့ရှိသေးတယ်မြီးလေးမြီးမလေးအပယ်လေးကအရန်ဝါသနာပါတယ်ရန်ဝါသနာပါတော့ဒါအပယ်လေးကိုလည်းမျှော်လင့်မိပါတယ်အခုချိန်ကသူကြောင်းတက်နေတဲ့အချိန်ဆိုတော့အန်တီဝါလည်းကျမ်းမာရေးကောင်းပြီးအသက်ရှင်နေအောင်မယ်အသက်ရှင်နေအောင်မယ်သူလည်းပဲဘာပဲပြောခလေးအရွယ်တာလေးဖြစ်လာလို့ဒီအနုပညာလမ်းကြောင်းကိုသူရှောက်ကျင်နေဆိုရင်အန်တီဝါကလက်ကမ်းကြိုဆိုပြီးတော့ဆွဲခေါ်မှာပဲအဲ့အတွက်တော့အသက်ရှည်သေးလေးအတွက်အသက်ရှည်ဖို့အတွက်အန်တီကအများကြီးစူးစမ်းရအောင်ပဲပေါ့နော်သူ့ကိုတော့မျှော်လင့်ထားတယ်သားလေးကသူကတော့ရေးဆိုဒီးပေါ့သူကိုယ်တိုင်လည်းချင်းလေးတွေရေးတယ်သူကိုယ်တိုင်လည်းအိမ်မှာတော့သူ့ organ လေးနဲ့သူဆိုတယ်တချို့ကိုလည်းသူချင်းလေးတွေသူရောင်းတယ်ဒါပေမဲ့လောလောဆယ်တော့ तू ကဒီအလုပ်လုပ်နေရတဲ့ကလေးဖြစ်နေတဲ့အတွက်ကြောင့်ဒီဘက်ကိုတိတ်ပြီးဇောင်းမပေးနိုင်ဘူး 40% လောက်ပဲ तू ပေးနိုင်တယ် 100% တော့ဖြစ်မလာသေးဘူးသူ့ရဲ့ကံတရားနဲ့သူ့ရဲ့အချိန်ခါနဲ့တိုက်ဆိုင်ပြီးတော့တနေ့ပေါ့နော်အဲ့ချိန်ကျရင်တော့သူလည်းပဲဖြစ်လာမလားဆိုတော့မျှော်လင့်လို့တော့မရသေးပါဘူး။အော်အဲ့ဒါကတော့လွယ်ပါတယ်သမီးရဲ့အဓိကကတော့တယောက်နဲ့တယောက်မေတ္တာတရားရဲ့ကိုချင်းစာတရားရဲ့ပေါ့။အန်တီဝါဆိုရင်နေမယ်ဆိုရင်နေလို့ရတယ်။အိမ်မှာဘာပဲပြောအဖော်လိုတွေရှိပေမဲ့လည်းအန်တီဝါမနေနိုင်ဘူး။မေတ္တာတရားနဲ့ကိုချင်းစာတရားပဲဒါသူတို့လုပ်ရမယ်အလုပ်လို့မတတ်မှတ်ဘူး။အန်တီဝါကြုံသူတို့လုပ်တိုက်တာပဲ။ဒါကိုချင်းစာတရားပေါ့နော်။မေတ္တာတရားကိုချင်းစာတရားကအရန်အေးချမ်းစေပါတယ်မိသားစုတစုမှာ။ဟုတ်တယ်။ဟုတ်တယ်ရွှေလာဘယ်လိုပြောမလဲအခုမှ तू ကသူ့ life အစ်စ်ကို तू ရသွားတာလေရသွား तू ပျော်နေတာမြင်တော့လေအမေတယောက်အနေနဲ့အရန်ပီတိဖြစ်ရပါတယ်အောင်လဲ तू က तू စူးစမ်းပြီးနေတယ်အားလုံးဘက်ဆောင်ပေါ့မလစ်ဟင်းအောင် तू ကစိုင်းတီးတယ်လို့ပဲ तू ကအမေကိုလည်းမလစ်ဟင်းအောင်မောင်လေးကိုလည်းမလစ်ဟင်းအောင်သမီးကိုလည်းမလစ်ဟင်းအောင်ယောက်ျားကိုလည်းမလစ်ဟင်းအောင်အိမ်တော်တစ်ခုလုံးလည်းမလစ်ဟင်းအောင်လုတ်တက်တယ်မလစ်ဟင်းနေလည်းအစုံချက်တက်တယ်ကဲလို့မမေရတော်လို့ဖြစ်မယ်ဒါပေမဲ့လည်းသူကိုယ်တိုင်စူးစမ်းလို့ပါဘယ်လိုပဲအမေတော်သူကိုယ်တိုင်ကသင်ယူမှုခံယူမှုဟလာသူကိုယ်တိုင်မစူးစမ်းရင်ဘာမှဖြစ်မလာဘူးတဲ့အဲ့ဒါတော့ဟုတ်တယ်ကိုပြစ်ချပလိုက်တာပြစ်ချပြီးတော့သားသမီးတွေရဲ့ရှေ့ရေးကောင်းစားရေးအတွက်ပဲဘယ်လိုကဦးစားပေးပြီးတော့ဆောင်ရွက်ခဲ့တာလေအဲ့ဒီအကျိုးကျေးဇူးကမတိမ်ကောပါဘူးခုချိန်ကျတော့အမေမေတ္တာစေနာတွေအမေရဲ့ဒီလောက်ရက်တွေအမေရဲ့စိတ်ထားတွေအကုန်လုံးသိတဲ့အခါကျတော့အမေရဲ့နံပါတ်1ဖြစ်တာပေါ့တားအကြီးပဲတားအကြီးပဲဟိုကြည့်လိုက်တာနဲ့လေသိတယ်ဒီကလေးကအရေးချင်းရှိရယ်ဆိုတာလေဒါဘာပဲပြောလေကိုမွေးထားတဲ့သားသမီးကတော့ကိုတဲ့စားလို့ရှိရင်အများကြီးသူတို့က experience မရှိဘူးလေကိုရီးယားဒါဘဝတစ်ခုဖြတ်ကျော်လာတဲ့ experience နဲ့ရှင်ပြီးတော့ဒီတမက်လောင်းလေးပေါ့ကွာဒါပေမဲ့တမက်လောင်းဆိုတာအချိန်ကာလတူတူလေးကိုပဲသူတမက်လောင်းလို့သတ်မှတ်လိုက်တာတကယ်နဖူးတွေကြာသူတမက်လောင်းမဟုတ်ဘူးအန်တီဝါရဲ့အားကိုးရတဲ့သားအကြီးပဲအန်တီဝါသားသမီး3ယောက်ဖြစ်သွားတယ်သားအကြီးရဲ့သမီးရဲ့သားငယ်ရဲ့ပေါ့မှန်တာပေါ့ရှင်မှန်တာပေါ့အဲ့ဒီစကားလေးကအရင်တန်ဖိုးရှိပါတယ်အမေရဲ့မျက်နှာကိုကြည့်နေတာပါသူကလည်းဘာလို့အပ်လဲဆိုတာအဲ့တော့သားအကြီးပါပဲ